ချစ်တော်ညီကိုမောင်နှမတို့ဖဖျားရှင်ချစ်တော်ညီကိုမောင်နှမတို့ပေါ်မှာကောင်းချီးများချီးမြှင့်ပေးတော်မူပါစေချစ်တော်ညီကိုမောင်နှမတို့ကိုပါရှင်းသူအပေါင်းတို့ရည်မှတ်ပြီးတော့မှဘုရားသခင်၏ကောင်းချီးတွေချစ်တော်ညီကိုမောင်နှမတို့ပေါ်မှာတက်ရောက်စေဖို့ဆုတောင်းပတနာပြုပါတယ်ကျွန်တော်ဆာလံကျမ်းခန်းကြီး34ခန်းငယ်မှာ1မှ3ထိကိုကျွန်တော်ဆွေးနွေးကြပါတယ်ငါသည်ခတ်သိမ်းသောကာလတို့၌ထာဝရဘုရားကိုကောင်းချီးပေးမည်ဂုဏ်ကျေးဇူးတော်ကိုအစင်မပြတ်မွဲ့ဆိုမည်ငါဝိညာဉ်သည်ထာဝရဘုရားကိုအမိပြု၍ဝါကြွားခြင်းကိုပြုမည်နှိမ့်ချလျက်ရှိသောသူတို့သည်ကြားသိ၍ဝမ်းမြောက်ကြပါစေသောငါနှင့်တူထာဝရဘုရားကိုချီးမွမ်းကြလော့နာမတော်ကိုတညီတညွတ်တီချီးမြှောက်ကြကုန်အံ့ဆာလံကျမ်းအခန်းကြီး34ခန်းငယ်1မှ3ထိဖြစ်ပါတယ်ချစ်တော်ညီကိုမောင်နှမတို့ကျွန်တော်တို့ဟာခတ်သိမ်းသောကာလမှာထာဝရဘုရားကိုကောင်းချီးပေးရပါမယ်ဘုရားရှင်ရဲ့ကောင်းချီးတွေကိုချစ်တော်ညီကိုမောင်နှမတို့ခံစားရရှိတဲ့အချိန်မှာထာဝရဘုရားရှင်ရဲ့ကျေးဇူးတရားတော်တွေကိုမမေ့ဖို့အရေးကြီးပါတယ်ဒါကြောင့်မို့ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုအစင်မပြတ်မွတ်ဆိုပြီးတော့မှချီးမွမ်းရပါမယ်ထာဝရဘုရားရဲ့ကောင်းချီးတွေကိုရည်တွက်လို့မရပေမဲ့ချစ်တော်ညီကိုမောင်နှမတို့ထာဝရဘုရားရဲ့ကောင်းချီးတွေကိုခံစားရတိုင်းအမှတ်ရပြီးတော့မှနှုတ်ကနေမှွက်ပြီးတော့မှထာဝရဘုရားရဲ့ကျေးဇူးတော်အားရိုသေစွာချီးမွမ်းပါတယ်အဖဆိုတဲ့ထာဝရဘုရားကိုကောင်းချီးပေးတဲ့စကားကျေးဇူးတော်ကိုချီးမွမ်းတဲ့စကားကိုမွက်ဆိုလို့ရှိရင်ဘုရားသခင်ရဲ့ကောင်းချီးတွေဟာချစ်တော်ညီကိုမောင်နှမတို့ပေါ်မှာပို့ပြီးတော့မှတက်ရောက်ခံစားရမှာအမှန်ပါပဲငါဝိညာဉ်ဟာထာဝရဘုရားကိုအမိပြု၍ဝါကြွားခြင်းကိုပြုမည်နှိမ့်ချလျက်ရှိသောသူတို့သည်ကြားသိ၍ဝမ်းမြောက်ကြပါစေသောဒါကတော့ချစ်တော်ညီကိုမောင်နှမတို့ကျွန်တော်တို့ခရိယန်မိတ်ဆွေတွေဆိုတာကျွန်တော်တို့ယုံကြည်မှုဟာဝိညာဉ်ပေါ်မှာမူတည်ပါတယ်ကျွန်တော်တို့ရဲ့ဝိညာဉ်ပေါ်မှာတန်ရှင်းတဲ့ဝိညာဉ်တော်ကစောင့်ရှောက်ကြည့်ရှုပြီးမှကောင်းကြီးတွေကိုချီးမြှင့်ပေးနေပါတယ်ကျွန်တော်တို့ဟာဝိညာဉ်နဲ့အတူအသက်ရှင်ရတဲ့လူသားတွေဖြစ်ပါတယ်ဒီအသက်ရှင်ခြင်းဟာကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့ဗတ္တိဇံတရားရေ၌ပြန်လဲရှင်သန်လာတဲ့ဒုတိယဝိညာဉ်တော်နဲ့သက်ဆိုင်ပါတယ်ဒီဝိညာဉ်တော်နဲ့အတူကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်နဲ့အတူရှင်ပြန်ထမြောက်ပြီးတော့မှတန်ရှင်းသူအပေါင်းတို့ရဲ့ဝိညာဉ်အနေနဲ့ကျွန်တော်တို့ဟာချစ်တော်မိတ်ဆွေတို့အလိုရှိတဲ့ကောင်းကင်ဘုံတကားဝကိုကျွန်တော်တို့ဝင်ရောက်နိုင်မှာဖြစ်ပါတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ဝိညာဉ်ဟာထာဝရဘုရားကိုအမိပြု၍ဝါကြွားခြင်းကိုပြုမိဆိုတာကျွန်တော်တို့ဝိညာဉ်ခရီးရဲ့အတိမ်နဲ့အတိုင်းအတာဘလောက်နှက်ဆိုင်တယ်လဲဘလောက်ထိကွာဝေးတယ်လဲဘလောက်ထိနီးတယ်လဲဘလို့စောင့်ရှောက်ရမလဲဘလို့ပြုပြင်ရမလဲဘလို့နေထိုင်ရမလဲဘလို့ဆက်ကပ်ရမလဲဘလို့ဆူတောင်းရမလဲဆိုတဲ့အပေါ်တွေပေါ်မှာအများကြီးမူတည်ပါတယ်ဒီနေရာမှာတန့်ရှင်းသူဆိုတဲ့စကားဟာအရေးကြီးပါတယ်ချစ်တော်ညီကိုမောင်မတို့တန့်ရှင်းသူဖြစ်ဖို့အတွက်ချစ်တော်ညီကိုမောင်မတို့ကြင်ကြံထိမ့်သိမ့်လိုက်နာရမယ်ခရိယန်ဘာသာရဲ့ထုံထမ်းစင်လာပြည့်ညတ်တရားတွေအချို့ရှိပါတယ်အဲ့ဒါတွေကတော့ပြည့်ညတ်တရားဟောင်းကိုကျွန်တော်မပြောလိုပါဘူးအဓိကတော့ဗြိဉ္ဉ်တရားအသစ်နဲ့မွေးဖွားလာတဲ့ချစ်တော်ညီကိုမောင်မတို့ရဲ့ဝိညာဉ်ဟာကယ်တင်ရှင်ယေရှုခရစ်တော်ကိုအကျွေးမဲ့ယုံကြည်ဖို့လိုအပ်ပါတယ်ဒီယုံကြည်ခြင်းကိုရမှပဲချစ်တော်ညီကိုမောင်မတို့ဟာဖြောင့်မတ်ခြင်းကိုရမှာဖြစ်ပါတယ်အဲ့ဒီဖြောင့်မတ်ခြင်းကိုရမှပဲချစ်တော်ညီကိုမောင်မတို့ရဲ့လောက်ကင်ဆောင်ရွက်တဲ့အလုပ်ကိစ္စများအားလုံးဟာကောင်းကင်ဘုံတကဝကိုဥတည်တဲ့တန်ရှင်းတဲ့ဝိညာဉ်တော်ရဲ့ချီးမွမ်းထောပနာပြုခြင်းကယ်တင်ဆောက်ရှောက်တော်မူခြင်းကွယ်ကာပေးတော်မူခြင်းဆုကျေးဇူးတွေကိုခံစားရမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ဟာထာဝရဘုရားကိုချီးမွမ်းကြဖို့လိုအပ်ပါတယ်ကျွန်တော်တို့လောက်ကင်ဆောင်ရွက်တဲ့အလုပ်ကိစ္စတွေကျွန်တော်တို့စားတောက်ရတဲ့အစားတောက်တွေကျွန်တော်တို့ရဲ့အောင်မြင်မှုတွေကျွန်တော်တို့ရဲ့ခံစားရတဲ့ငြိမ်သက်ခြင်းကျေးဇူးတွေကျွန်တော်တို့ကိုဒုက္ခဆင်းရဲတွေဘေးအန္တရာယ်တွေကနေကယ်တင်ပေးတော်မူတဲ့ကျေးဇူးတရားတော်တွေကိုကျွန်တော်တို့ဟာအမှတ်ရပြီးနှုတ်ကနေကျွန်တော်တို့ဖွင့်ပြီးတော့မှ
ကယ်တင်ရှင်ယေရှုခရစ်တော်နဲ့တန်ရှင်းတဲ့ဝိညာဉ်တော်တို့ရဲ့ကယ်တင်ခြင်းဆုကျေးဇူးတွေခမဲတော်ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာတွေကယ်တင်တော်မူခြင်းကျေးဇူးတရားတော်ကိုကျွန်တော်တို့ချီးမွမ်းကြဖို့လိုအပ်ပါတယ်။နာမတော်ကိုတညီတညွတ်တဲ့ချီးမြှောက်ကြကုန်အောင်ဆိုတာကျွန်တော်တို့ကိုးကွယ်ယုံကြည်တဲ့ခရိယန်ဘာသာရဲ့ထာဝရဘုရားရှင်ကျွန်တော်တို့ရဲ့ခမည်းတော်ထာဝရဘုရားရှင်ရဲ့နာမတော်ကိုကျွန်တော်တို့ဟာတညီတညွတ်တဲ့ချီးမြှောက်ကြဖို့လိုအပ်ပါတယ်။ဒါဟာကျွန်တော်တို့ယုံကြည်သူခရိယန်တိုင်းရဲ့သက်သေဖြစ်ပါတယ်။ကျွန်တော်တို့ဟာနာမတော်ကိုတညီတညွတ်တဲ့ချီးမြှောက်ကြတာနဲ့တူထာဝရဘုရားရှင်အလိုတော်ရှိတဲ့ခရိယန်အသက်တာမှာကျွန်တော်တို့ဟာတန်ရှင်းသူအနေနဲ့ကျွန်တော်တို့ဟာယုံကြည်ခြင်းဖြောင့်မတ်ခြင်းတွေနဲ့ဆက်ကပ်ပြီးတော့မှကျွန်တော်တို့ရဲ့ဝိညာဉ်ခရီးကိုဆက်လက်ကြိုးစားအားထုတ်သွားရမှာဖြစ်ပါတယ်။ချစ်တော်ညီကိုမောင်မတို့ကိုဒီနေ့ဒီလောက်ပဲကျွန်တော်အတူချုံကျွန်တော်နှုတ်ဆက်ဆွေးနွေးစကားပြောလိုပါတယ်။ချစ်တော်ညီကိုမောင်မတို့ပေါ်မှာအဖဖျားရှင်ဂျေဟောဝါရဲ့ချစ်ချင်းမြတ်တာကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းဆုကျေးဇူးသန့်ရှင်းသောဝိညာဉ်တော်ရဲ့စောင့်ရှောက်ခြင်းဆုကျေးဇူးတွေကိုချစ်တော်ညီကိုမောင်မတို့အစင်မြဲခံစားရရှိနိုင်ကြပါစေ။အာမင်။